ပြောချင်တာတော့မေးသွားတယ်ဟိုပေါ့နော်ခုလက်တလုံးမှာကတော့ UK NHS မှာ A&E ပေါ့နော် Emergency Department မှာအလုပ်လုပ်နေတာဖြစ်ပါတယ်လို့ဆီမလေးအခုဒီဟိုတနေ့ကတွေ့တဲ့ patient ပေါ့နော်လူနာတယောက်အကြောင်းအဓိကကတော့ကိုကညီမပြည်မှာကျောင်းပြီးတာပေါ့နော်ညီမပြည်မှာဆေးကျောင်းတက်လာတယ်အထက်တန်းအောင်နေပေါ့နော်ညီမပြည်ကကျောင်းပြီးတယ်လက်တလုံးမှာဒီ UK မှာ NHS မှာလုပ်နေတာပေါ့နော်အဲ့တော့သူတို့ဒီနိုင်ငံရဲ့ကျမကြီးဆုံးဖြတ်မှုနဲ့ကိုနိုင်ငံမြန်မာပြည်ရဲ့ကျမကြီးဆုံးဖြတ်မှုနဲ့ကွာလာလေးပေါ့နော် experience ရတော့အဲ့ဒီတစ်ချက်လာ share ပေးတာပါလို့ဒါလဲဆိုတော့ပြောရရင်ရှေ့မှာသူ့လိုတူတူပဲပြောမယ်ပေါ့နော်ဒါပေမဲ့တော့ရှင်းပြရတယ်ဘာလို့လဲဆိုတော့ဒီကလူနာအဖွားကြီးပေါ့နော်အဲ့ဒီလူနာကဆီမလေးတော့ဒီမှာဘယ်လိုလဲဆိုတော့ဒီ emergency က A&E ပေါ့နော် emergency ကဆီမလေးတော့မှာလူနာတယောက်ကိုကြည့်ပြီးဆိုရင်ကြတော့ Always watch your back. sorry နော်ကင်မရာလေးတစ်ဆက်ကြည့်နေ Back. Okay ရပြီအဲ့လိုပေါ့နော်ဆီမလေးတို့ကအခုဒီ emergency မှာလောက်တာကအဲ့လိုပေါ့နော်လူနာအသက်တယောက်ရောက်လာပြီဆိုရင်ဆီမလေးတို့ကဒီမှာဆီမလေးကဒီလူနာကိုကြည့်မယ်ဆိုရင်အစအဆုံးကိုကပဲကြည့်ရတယ်ကွာသိလားဒါပေမဲ့မသိတာနားမလဲတာဆိုရင် consultant အထူးကူပေါ့နော်အထူးကူတွေ senior တွေနဲ့တိုင်ပင်လို့ရတယ်ဒါပေမဲ့ဆီမလေးတို့ကလူနာရဲ့အစအဆုံးပေါ့နော်ဥမာဓာတ်မှတ်ရိုက်မလား scan ရိုက်မလဲအဲ့ဒါပေါ့နော်ဆုံးဖြတ်တာလူနာကိုစပြီး history မေးတာ examination လုပ်တာ assessment လို့ခေါ်တာပေါ့နော်အဲ့ဒါတွေအားလုံးကိုကပဲလုပ်ရတော့အစအဆုံးလုပ်ရတော့ပေါ့နော်အဲ့ဒီကဆီမလေးကြီးတဲ့လူနာကသူကလာတာပေါ့နော်အဲ့လိုပဲနေမကောင်းလို့ပေါ့နော်ဖွားကြီးတော့ပဲပြောမယ်သူကအသက်ဟိုလောက်ပဲရှိမယ်60ဝန်းကျင်လောက်ပဲရှိနေတယ်ပြီးတော့ဒီကဖိုးကြီးအဖွားကြီးရှုပ်နေနေလို့နော်ဖိုးကြီးအဖွားကြီးတနာဖို့ကောင်းတယ်ဆီမလေးကြီးတဲ့လူနာဆိုတော့သူကတယောက်တည်းပဲလာတယ်လားအိမ်မလေးတယောက်တည်းပဲနေတယ်တယောက်တည်းပဲနေတယ်ဆေးရုံရောက်လာတော့လေတယောက်တည်းပဲဆေးရုံကောင်းနေရောက်လာတယ်ကွာဒီလားနည်းနည်းတော့တနာဖို့ကောင်းတယ်ကွာဒီလားဒါသမီးတွေပါပါဘူးပေါ့နော်အဲ့တော့တယောက်တည်းပဲလာတယ်သူကဘာပြောလဲဆိုတော့အနေလို့မကောင်းဘူးပေါ့နော်ပုံပြီးတော့မောလာတယ်သူ့ရဲ့အဓိက main complaint ကအဲ့လိုပေါ့နော်ပုံပြီးမောလာတယ်ဆိုပြီးလာတယ်အဲ့တော့ဘာဖြစ်တာလဲတော့မသိဘူးပေါ့ဆီမလေးတော့ထုံးစံနိုင်မဲ့ assessment တွေလုပ်တယ်ပေါ့နော်ဒါပေမဲ့ဘာသွားဖြစ်လဲဆိုတော့လေလူနာအရင်ကြီးရတယ်ကြီးရတယ်ဆိုတော့ဆီမလေးကလူအဲ့လူနာကိုကိုကကြည့်မယ်ပေါ့နော်ခုဆိုရင်ဆီမလေးကြည့်မယ်ဆိုပြီးနာမည်ထည့်လိုက်တာပေါ့ system ထဲမှာ computer ထဲမှာနာမည်ထည့်ရတယ်ကွာသိလားဒီလူနာကိုကြည့်မယ်ဆိုရင်ကိုယ့်ရဲ့နာမည်ထည့်ရတယ်အဲ့နာမည်ထည့်ပြီးသိမကြဘူးကွာသိလား9မိနစ်တောင်သိမကြဘူး3မိနစ်လောက်ပဲရှိမယ်ဖုန်းဆက်လာတော့ကွာသိလားအဲ့ဒီ laboratory ပေါ့နော်သွေးအဖြေဌာနဖုန်းဆက်လာတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီလူနာ AKI ပေါ့နော် AKI ဆိုတာကသူကမြန်မာလိုဘယ်လိုရှင်းပြမလဲ acute kidney injury ပေါ့နော်ကြောက်ကပြတ်တယ်ပဲထားပါတော့เนาะမြန်မာလိုကကြောက်ကပြတ်တယ်ပေါ့နော်ကြောက်ကပြတ်တာမှသူကအဆင့် stage 3ဖြစ်နေတယ်ကွာသိလားအဲ့နဲ့လက်ကဖုံးဆက်လာတာပေါ့နော်အဲ့တော့အဆင့်3ဆိုတာကွာသိလားပြောရင်တော်တော်ဆိုးနေပြီကွာသိလားအဲ့ဒါနဲ့ဆီအမလေးကအဲ့လိုပေါ့နော်လူနာမြင်ကြည့်ပေါ့နော်9မိနစ်10မိနစ်လောက်နဲ့မြင်ကြည့်ပြီးတာနဲ့အဲ့လူနာကိုဆီမလေးတော့ emergency department ဆိုတော့သူ့ကိုဘယ်လိုလွှဲရလဲဆိုတော့ medical department ပေါ့နော် medicine ဘက်ကိုလွှဲရတယ်ပေါ့နော်အဲ့နဲ့လွှဲတော့လေ medicine ဒေါက်တာ okay ပေါ့သူလာကြည့်မယ်ပေါ့နော်အဲ့လူနာတော်တော် complicated ဖြစ်တယ်အဖွားကြီးကတော်တော်တနာဖို့ကောင်းတယ်ကွာသိလားကြောက်ကပြတ်တဲ့ကြားထဲမှာမှအဆင့်3เนาะအဆင့်3နဲ့ပြတ်တယ်အဲ့မှာဘာထက်ရှိသေးလဲဆိုတော့သူက heart failure လို့ခေါ်တယ် heart failure ဆိုတာကဟောပေါ့နှလုံး heart failure ဆိုတော့နှလုံး fail ဖြစ်နေတယ်ကွာသိလား heart failure ယောဂပါရှိနေရောပို့ဆိုတာက x-ray ရလိုက်တော့ x-ray မှာကလည်း effusion ရှိနေ effusion ဆိုတာ lungs ထဲမှာအဆုတ်ထဲမှာရေတွေရှိနေကွာသိလားအဲ့တော့ပုံမှန်ဆိုရင်တော့ကြောက်ကပြတ်ပြီမှဆီမလေးကအရေပေးလို့ရတယ်fluid ပေါ့နော် fluid therapy ဆိုတာဒီ IV တွေကနေပြီးတော့သွေးကြောတွေကနေအရေးပေးလို့ရတယ်ဒါပေမဲ့အခုဒီလူနာမှာကအဆုတ်မထဲမှာလည်းရေတွေနဲ့သိလားနှလုံးကလည်းပြတ်နေတော့အဲ့တော့အရေးပေးပေါ်နေခတ်တယ်ကွာအဲ့ဒါနဲ့ medical doctor ပေါ့ဆင်မလေးတော့ emergency ဆိုခုနပြောသလို medical doctor နဲ့ကချက်လုပ်တယ်အဲ့တော့သူကပြောတယ်သူပေးမယ်ပေါ့နော်အဲ့နဲ့ဆင်မလေးဖုန်းလေးကသူ့ပြောလိုက်တယ်ကွာသိလားမြန်လာကြည့်ပြီးပါဘောဆင်မလေးမှတ်မိတာအဲ့လိုကိုကသူ့ဖုန်းဆက်လိုက်တဲ့အချိန်မှာ10ခွဲလောက်ပေါ့ည10ခွဲပေါ့နော်ည10ခွဲလောက်ရှိတယ်ပေါ့နော်အဲ့တော့ request ပေါ့နော်ကိုက request လုပ်တာဒီလူနာအသက်အခြေအနေသိမကောင်းဘူးပေါ့နော်အဲ့တော့မြန်လာကြည့်ပေးပါလို့အဲ့လိုပြောလိုက်တာဒါပေမဲ့ဘာတော့ဖြစ်လဲဆိုတော့လူနာကအခြေအနေသိမကောင်းဘူးပေါ့ဟုတ်တယ်ဒါပေမဲ့ဆင်မလေးတော့ဒီဆေးရုံမှာလူနာတွေအများကြီးကွာသိလားအဲ့တော့လူနာတွေအများကြီးမှာအဲ့လို prioritize ပေါ့နော်ဟို red zone green zone ဆိုတာရှိတယ်ကွာသိလားအဲ့လိုပေါ့ဟိုအရင်အိပ်ဖြစ်တဲ့သူတွေဆို red zone မှာထားတာပေါ့အဲ့လိုမျိုးပေါ့အဲ့တော့ဆင်မလေးလူနာဆို green zone မှာရောက်နေတယ်ကွာသိလား green zone ဆိုတာက mostly ကအရင် ill မဖြစ်တဲ့လူနာတွေသိလားအရင်စိတ်မပူရတဲ့လူနာတွေကိုထားတဲ့နေရာမှာဆင်မလေးလူနာရောက်နေရောသိလားဘယ်လိုပြောမလဲသူကကွာအရင်မောပြီးလာတာပေါ့နော်ဒါပေမဲ့
စေးရုံရောက်လာတဲ့အချိန်မှာမောတယ်ပေါ့ဒါပေမဲ့အခုဆိုပဲဆီမလေးစကားပြောသလိုပဲသူပြောနိုင်တယ်ပေါ့နော်အရန်တော့မောနေတယ်ဒါပေမဲ့သူမေးတာတွေလည်းသူနားလေတယ်လုံးဝလူနာကြောက်ကပြက်ပြမယ်သူမှာ confusion ပါညာဘာမှရှိမနေဘူးပေါ့နော်အဲ့လိုမေးတာတွေနားလေနည်းနည်းမောတာတခုပဲပေါ့နော်အဲ့တော့ဆီမလေးတော့ green zone မှာထားတော့ရောအဲ့နဲ့ဘာသွားဖြစ်လဲဆိုတော့သိလားပြောရင်းနဲ့10မိနစ်ပြည့်တော့အဲ့ဘာသွားဖြစ်လဲဆိုတော့သိလားဆီမလေးပြောပြမယ်အဲ့ဒါနဲ့ညဟိုပါပေါ့ဆီမလေးတော့ night duty ကွာသိလားအဲ့နဲ့ည7ခွဲလောက်လဲကြာသိလားဆီမလေးတော့မဟုတ်ဆီမလေးဆိုလည်းအခုဒီလူနာကိုကြည့်ရကွာသိ refer လုပ်လိုက်တယ်ပြီးတော့အခြားလူနာတွေစက်ကြည့်နေရတာကွာသိကိုမအောင်စေးမှာလူနာတွေအများကြီးဆိုတော့ emergency ဆိုတော့တည့်တဲ့အတိုင်းပဲကွာသိဒီလူနာကိုကြည့်ရမြန်ရှင်းတယ်ပေးစရာရှိတဲ့စေးတွေပေးတယ်ပြီးတော့နောက်လူနာကိုက jam လုပ်သွားတယ်ပေါ့နော်အဲ့နဲ့သိလားနောက်လူနာကိုကြည့်နေတဲ့အချိန်မှာပဲအဲ့ဒီဆီမလေးလူနာကို monitoring လုပ်ရတဲ့ nurse ပဲထားပါတော့သူနာပြုဆရာမပေါ့နော်သူကကိုလာပြောတော့ကွာသိလားလူနာအချင်းတိတ်မကောင်းဘူးနော်လူနာဘာဖြစ်လဲမသိဘူးတဲ့ဆီမလေးလာကြည့်ပါဦးတဲ့ခုနကဆီမလေးပြောသလိုပဲနော်ဒီလူနာအစဆုံးကြည့်ရတဲ့သူကဆီမလေးနာမည်ထည့်ထားတော့ this is my patient ဖြစ်နေတယ်ကွာတဲ့ခုနပြောသလိုconsultant အနေနဲ့ဘယ်လိုပဲdiscussion ဝင်ကွာသိလားဒီလူနာအစအဆုံးကြည့်ရမယ့်သူကကိုဖြစ်နေအောင်အဲ့ဒါနဲ့ okay ပေါ့နော်အဲ့တော့ဟိုလူဘက်မှာလည်းအခြားလူနာကြည့်နေရကွာသိလားဟိုဘက်ကလူနာကလည်းအတက်ယောဂတဲ့ seizures ပေါ့နော်အတက်ယောဂတဲ့ဒီလားသူကလည်းအတက်ယောဂဒီဘက်ကလည်းသူကလာကြည့်ပါဦးရေးဖို့ဆိုတာနဲ့ကိုလည်းဘာဖြစ်လဲမသိဘူးဆိုသွားကြည့်ရောဖွားကြီးရပါသေးလားပါစက်မှာအမြုပ်တွေထွက်ပြီးတော့ response မလာတော့စကားလုံးဝမပြောတော့ဘူးနော်အဲ့ချိန်မှာမျက်လုံးတော့မှတေချာမပွင့်တော့ဘူးပါသေးလားလုံးဝလည်းပို့ဆိုတာမှာ pass တွေပါ data တွေပါမရတော့တာသေးလား pass ဆိုတာကသွေးကြောဟိုပါပေါ့သွေးခုံတော့ပေါ့နော်လုံးဝတော့ antidotable ဖြစ်သွားတာအဲ့ဒါအရေးပေါ်ပေါ့ဟဲ့ဘာများဖြစ်ပါလဲပေါ့နော်သေးလားအဲ့မှာ cover shot ရပါသေးလားအဲ့ဒါစစ်ချင်းကိုသိမလားဟိုဗာလဲနို့တော့လေalarm လောက်ရပေါ့ alarm တော့အကုန်လုံးရောက်လာပြီ consultant မှာရောက်လာပါတော့ကိုရီး consultant အရန်တော်တယ်သေးလားအဲ့ဒါပြောဒီနိုင်ငံရဲ့ကျမကြီးဆောင်ရှားမှုတွေကအရန်တော့ကောင်းတယ်ကွာသေးလားအဲ့လိုပေါ့နော်ခုနပြောတော့ဆီယမလေးလို့ဆိုလဲကို stress နဲ့ကိုကွာသေးလားဒီလူနာကိုကကြည်ရတဲ့ခါကျတော့တကူဖြစ်သွားရင်သေးလားကိုကိုထိခိုက်မှာကွာသေးလားကိုကိုလည်းထိခိုက်မယ်သူလည်းထိခိုက်မယ်ကွာသေးလားအဲ့လိုအထိခိုက်မခံနိုင်ဘူးကွာသေးလားအဲ့တော့အဲ့ဒါနဲ့ consultant ဟိုပေါ့နော်သွားပြော consultant ကလည်းချက်ချင်းတော့အဲ့ဒါနဲ့လူနာကပြောသလိုဒီ monitor လုပ်တဲ့ sense မှာ pass ဒီပိုင်းမပေါ်တော့ဘူးဘာဖြစ်သွားမှမသိဘူးဒါပါစက်မှာလည်းမြုပ်တွေထွက်ရုပ်တရက်ဆိုတော့ဖြစ်တာနော်2 နာရီအတွင်းမှာဖြစ်တာတော့ခုနကပြောလို့ဆီမလေး10 နာရီခွဲမှာ refer လုပ်လိုက်တယ်ဒါပေမဲ့7 ခွဲအထိပါသွားဖြစ်လဲဆိုဟိုဘက်က medical doctor ရောက်တော့မရောက်လာဘူးဒါပေမဲ့အဲ့လိုပြောတော့အဲ့လိုလည်းမဟုတ်ဘူးကွာသူလည်းသူ့အလုံးနဲ့သူရှုပ်နေတာဆိုတော့ကွာတည်တယ်ဆီမလေးပြောကြတာသူ့လည်းသွားပြီးတော့လာမကြည့်ဘူးလို့တော့ဗလဲလုံးလို့တော့မရဘူးတည်တယ်အားလုံးကကိုယ်အလုံးနဲ့ကိုရှုပ်နေတာကွာတည်တာဒါပေမဲ့အဲ့လိုနည်းနည်းစက်ကြားကာလာဖြစ်သွားတယ်တည်တာဆီမလေးပြောကြတာကိုကလည်းသူ့ကြည့်ရအစားဆုံးလုပ်ပေးပြီးသွားပြီ okay ဘာဟိုဘက်ကို refer လုပ်လိုက်တယ်တည်တာကနောက်လူနာသွားကြည့်မယ်တည်တာစက်ကြားကာလာမှာဖြစ်သွားကန်ကောင်းတွေပြောရမယ်တည်တာဒီဘွားကြီးရောက်ပါတည်တာဆီမလေးဆက်ပြောပြမယ်အဲ့ဒါနဲ့ရှင်းရှင်းသွားတည်တာကိုယ့်ရဲ့ consultant ဆီမလေး consultantတပတ်တူပေါ့နော်ဒီမှာတပတ်တူဆိုတော့ CPR ကိုပြောတာချက်ချင်းတော့ IDU team နေပါတယ်အကုန်လုံးရောက်ချလာပါသေးလား intensive က IDU ပေါ့နော် IDU ကလူတွေ ICU ပေါ့အကုန်လုံးရောက်ချလာပြီသေးလားအမ resuscitation နဲ့မှာအမဒီမှာ CPR တွေလောက်ပြီးကန်ကောင်းတာဘွားကြီးပြန်လဲလာတာသေးလား pass တွေပါပြန်ပေါ်လာအောက်ဆီဂျင်တွေပါတယ်လုံးဝပြန်တက်လာတာတကယ်လုံးဝတော့အဲ့အခုရှင်းပြတယ်လုံးဝမိနစ်ပိုင်းတွင်ဖြစ်တာသေးလားစီမလေးဆိုလဲ short ရောက်သွားတာခုနပြောသလိုသွားကြည့်စီမှာဘာများဖြစ်လဲမသိဘူးပေါ့နော်ဘွားကြီးကိုဒီလိုလှုပ်ပြီးတော့ဒီမှာခေါ်တာသူ့နာမည်ခေါ်တာဘွားကြီးလုံးဝ response မလာတော့ပါစက်မှာလည်းမြုပ်တွေအများကြီးထွက်နေချက်ချင်းတော့ခုနပြောနိုင်ပိုင်းတွင်အဲ့ဒီမတိုင်ခင်စကားပြောတာမှလုံးဝတော့ confusion နဲ့လုံးဝမရှိဘူး response လည်းလာတယ်တည်တာ vital ဆိုတာဒီမှာဆိုစီမလေး vital ချက်တယ်ဆိုတာ pass rate တို့ဘာလို့ချက်တဲ့ချိန်မှာလည်းလုံးဝ patient အကောင်တည်တာလုံးဝတော့အကောင်းကြီးကနေချက်ချင်းကို deteriorate ထားဖြစ်ပြီးတော့ဒီကတော့ကြောက်ကပြတ်တာပေါ့ပို့ဆိုးတော့ခုနပြောလို့ဒီမှာ underlying က heart failure တွေလည်းရှိနေတယ်ကွာဟိုနှလုံးကလည်း fail ဖြစ်နေအဲ့ဒါနဲ့သေးလား7 minute ပြီးတော့7 minute ပဲပြောမယ်ဆိုပြီးတော့အဲ့ဒါနဲ့ခုနပြော CPR ပိုင်းလောက်လိုက်ချက်ချင်းဘွားရင်ပြန်ကောင်းလာတာပါသေးလားတော်တော်လေးဘယ်လိုပြောကိုလည်းပျော်ရတယ်ကွာတကယ်လို့များသူလည်းတခုခုဖြစ်သွားရင်ကိုလည်းပြဿနာတက်မှာကွာသေးလားပြောချင်တာလေကိုလည်းပြဿနာတက်မယ်အဲ့ဒါနဲ့အဲ့လိုပေါ့နော်ပြန်ကောင်းလာပြီးတော့ဘာလုပ်လိုက်လဲဆို dialysis ပေါ့နော်ကြောက်ကက်စေးလိုက်ရတယ်အဲ့နဲ့ပြီးတော့ဆီယမလေးဒီရာကနေပြီးတော့နောက်သင်ခန်းစာရတာတခုတည်းရှိတယ်ပေါ့နော်ဘာလဲဆိုတော့က7 minute ပြည့်တော့မယ်သူကပြောရင်လည်းလို့ပဲစကားပြောကောင်းရင်7 minute ကကြော်သွားတယ်သိလားဘယ်လိုလဲဆိုတော့ဒီ UK နိုင်ငံပေါ့နော်ဒီနိုင်ငံတွေမှာကအဲ့ဒါနဲ့ခုနကပြောတာ post က7 minute ပြည့်သွားတော့လေအဲ့ဒါနဲ့ဟောပေါ့နော်ဆီယမလေးလမ်းလုံးလိုက်ရတဲ့အရာတခုလို့ရှိတယ်ဒါပေမဲ့ပြီးတော့ဘယ်လိုပြောနည်းနည်းကွာတဲ့ချက်ကဒီနိုင်ငံမှာ team work အရင်အရေးကြီးတယ်ဆိုတာ realize ဖြစ်သွားတယ်ပေါ့နော်ပြောချင်တာကဟိုတော့ patient green zone မှာပါသေးတာ green zone မှာဆိုဘယ်လိုပဲပြောသေးတာ nurse က monitor လောက်တာတော့မှသူက mostly က hourly ဖြစ်နိုင်တယ်ကွာသေးတာ1 hourly ပဲဖြစ်ဖို့များတယ် hourly ပေါ့နော်အဲ့သူလည်းသူ့လူနာနဲ့သူအခြားလူတွေရှိရကွာသေးတာ
အဲ့တော့ပြောချင်တာပြီးတော့ဒီနိုင်ငံမှာကခုနပြောတော့ဖွားကြီးကတယောက်တည်းပဲလာတာလူနာဆောင်ကလည်းမပါဘူးပြီးတော့ဒီမှာအဲ့လိုဂရင်းနဲ့တစ်ခုကြမှာလိတ်ကာတွေလည်းခြားထားတယ်ပြီးတော့မြန်မာနိုင်ငံနဲ့မတူတာကအဲ့လိုပေါ့နော်ဟိုမှာကိုကအခြားလူနာဆောင်ကနေပြီးတော့သိမလားဆီယမရေးလို့ဟိုအခြားလူနာဘာဖြစ်နေတယ်မသိဘူးလို့ပါတယ်မြန်မာနိုင်ငံကလိုမျိုး inform လုပ်မဲ့လူမရှိဘူးပြောချင်တာဒီလားခါချာရလဲ different ဖြစ်တယ်ပေါ့နော်သူများကိစ္စသိပြီးဝင်ဆုတ်ဖတ်တာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးပါသွားသေးတာထိမော့အရေးကြီးဆိုတာသိသွားတယ်ဘယ်လိုလဲဆိုတော့ဒီ nurse ကလည်းကိုလာပြီး inform လုပ်တယ်ကွာဒီဆရာမလေးပြောချင်တာကဒီလားကိုကြည့်မရဘူးဆိုရင်လည်းသူပြောချင်မှပြောမယ်ပေါ့နော်ဒါပေမဲ့အဲ့လိုအချို့ကြောက်လည်းပြောမှာပါဒါသူ့လို့ပဲသူပြောမှာလို့ပြောချင်လည်းပြောလိမ့်မယ်ဒါပေမဲ့သိလားတကယ်တမ်းကလေတယောက်နဲ့တယောက်ဒီအဲ့လိုစေးုံမှာလှလို့တာမျိုးတော့ပေါ့အခြားနေရာမှာလည်းရေးကြည့်ပါတယ်ဒါပေမဲ့ဒီလိုမျိုးပေါ့နော်ဒီလို hacker မှာဆိုရင်လည်းအဲ့လိုဒီ relationship ပေါ့နော် connection ပေါ့နော်အဲ့လိုတယောက်နဲ့တယောက် connection တွေ relationship တွေဒီကလေအရန်အရေးကြီးရဲ့စီသိလားအဲ့လိုမျိုးပြောချင်တာအဲ့လိုပေါ့နော်ခုနပြောသလိုဒီလူနာတကူဖြစ်သွားကြည့်ပါလားသိလားပြောချင်တာလေသိလားမမီဝါကြည့်ပါလားဒုက္ခရောက်မဲ့သူကသူ့ထက်ကိုကပို့ပြီးဒုက္ခရောက်မဲ့သူကွာသိလားပြောချင်တာကလေအဲ့လိုတယောက်နဲ့တယောက် relationship တွေအရေးကြီးတယ်ပေါ့နော်ခုနပြောသလိုပဲဟိုသူ့လို့ပဲသူလာပြောမှာပေါ့ဟိုလိုအချို့တွေလည်းထင်ကြလိမ့်မယ်ပေါ့နော်ဟိုသိလားဒါပေမဲ့ဟိုကိုနဲ့တာ relationship ကောင်းမနေဘူးဆိုလဲသိလားဟိုတေချာပြောချင်မှာပြောမှာကွာဥဆိုတော့ကိုစီရောလို့မျိုးပေါ့နော်မြန်နေစဉ်းစားရင်လာပြီးတော့တေချာပြောတာပေါ့နော်ဘာဖြစ်လဲမသိဘူးပေါ့နော်နင်းလူနာဘာဖြစ်လဲမသိဘူးလာကြည့်ရောသိလားအဲ့လိုတေချာ inform လုပ်တယ်သိလားပြောချင်တာကွာလုံးဝ clearly communicate လုပ်တယ်သိလားဟိုကိုသိချင်မရတဲ့သူဆိုရင် clearly communicate လုပ်ချင်မှလုံးမယ်ကွာသိလားပြောချင်တာကဘာဖြစ်လဲမသိဘူးပေါ့နော်သိမလားတကယ်တော့စကားပြောတာခါလေးသိရမလားအဲ့လိုပေါ့နော်ပြောလိုက်တယ်ဒါပေမဲ့တစ်ဖက်သူဟိုကြောက်မပြောတာမျိုးသိတယ်မလားသိပြီးတော့အရေးမဆိုင်တယ်လို့ပြောတာမျိုးဒါမျိုးတွေကရှိတယ်ကွာနေရာတိုင်းမှာရှိတယ်ကွာသိလားအဲ့လိုမျိုးသားဆိုကိုကလည်းသိမလားဟိုတိတ်အမကြည့်ဘူးထင်တာပဲဆိုပြီးတော့ဖြစ်သွားနိုင်တယ်ကွာသိလားပြောချင်တာလေ तू ကအဲ့လိုမဟုတ်ဘူးကိုကိုသိချာ inform လုပ်တယ် तू ကလည်းလုံးဝဟိုခဲပေးတဲ့သူမျိုးပေါ့နော်ပြီးတော့အဲ့လိုကိုကိုလည်းရှင်မလေးအမြင်အထင်ကတော့လို့ပေါ့နော်ကိုလည်းခင်နေပေါ့နော်ပြောချင်တာသိလားအဲ့လိုမျိုးပေါ့နော်အဲ့ကြောင့်လည်း तू ကကိုသိချာ inform လာလုပ်တယ်သိလားကိုသူ inform လုပ်တဲ့ခါမှာလည်းအဲ့လိုပေါ့နော်သူက consent ရှိတယ်ပေါ့အဲ့တော့ကိုကလည်းသွားကြည့်ခါကျအဲ့လိုမျိုးပေါ့နော်သိလားပြောချင်တာကသိလားအရေးကြီးတယ်ပေါ့နော်ဟိုမြန်မာနိုင်ငံမှာလည်းဆီယမလေးတို့ဈေးလောကမှာလုပ်ခဲ့ပို့တယ်ကွာသိလားဒါပေမဲ့ဒီမှာကအဲ့လိုတယောက်နဲ့တယောက် connection တို့သိလား teamwork ပေါ့နော် teamwork ကအရင်အရေးကြီးတယ်ဒီနိုင်ငံပို့ဆိုတာကဆီယမလေးကိုအလုပ်လုပ်နေတဲ့ emergency တို့နေရာမျိုးက teamwork ကပိုပြီးအရေးကြီးတယ်ကွာခုနပြောသလိုပေါ့နော်ငါပဲသိတယ်မလားလူနာအစဆုံးကြည့်တာငါအရေးကြီးတာလေအဲ့လိုသွားလို့မရဘူးကွာခုနပြောသလိုပေါ့နော်ကိုကဒီလူနာကြည့်ပြီးသွားလို့နောက်တစ်ယောက်ကိုပြောင်းကြည့်တဲ့အချိန်မှာပြီးခဲ့တဲ့လူနာဘာဖြစ်နေလဲကိုသိချင်မှသိတော့မယ်ကွာသိလားပြောချင်တာလေ sorry ပါဖုန်းကမောင်းရတယ်ကွာသိလားအဲ့လိုမျိုးပေါ့နော်ပြောချင်တာကအဲ့လိုမျိုးဆိုတော့ခုနပြောပြီးတော့ဒီလူနာခုနပြော green zone မှာကွာတဲ့ green zone မှာဖြစ်တဲ့ကြောင့် mostly က hourly monitoring လုပ်ရတာမျိုးတနားရီခြားတစ်ခါဆိုတော့ခြားထဲမှာလည်းသူလည်းသူသိမလားအခြားလုပ်တွေလုပ်နေအောင်မှာကွာသိလားအဲ့လိုသူကလည်းမြင်လိုက်တယ်ပေါ့နော်မြင်လိုက်တာမှာကိုယ့်အဲ့လိုတေချာလေး concern လေးနဲ့လာပြီးတော့ inform လုပ်တယ်သိလားပြောချင်တာဟိုအဲ့ဒါလည်းပြီးတော့အဲ့လိုပေါ့နော်ရှင်မလေးတို့ CPR လုပ်လိုက်ရတယ်ပဲထားပါတော့မဟုတ်လုပ်လိုက်ရတယ်ပေါ့နော် ITU ထင်းနေပါအကုန်လုံးရောက်ချလာပြီးတော့အမှပြီးသွားတော့အဲ့ဒါနဲ့ပေါ့နော်ရှင်မလေးကသူ့စီကိုသွားလိုက်တယ်ကို inform လာလုပ်ပြီးတဲ့သူနာပြို့ပေါ့နော်သွားပြီးဆီယမလေးကိုယ်တိုင်အဲ့လိုပေါ့နော်လူချင်းပေါ့သူကျေးဇူးတင်ပါတယ်ဆိုတော့ပြောလိုက်တယ်ကွာသိလားအဲ့တော့ဒီမှာ teamwork တို့သိလား connection တို့ appreciation တို့ပါတော့အရေးကြီးတယ်ကွာသိလားဆီယမလေးပြောချင်တာကဟိုအချို့လည်းထင်မှာပေါ့နော်ခုနကပြောလို့နေအလုံးနေလုံးဝမှာဘောလို့ထင်တဲ့သူတွေလည်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့သိလားဆီယမလေးဆိုလို့အဲ့လိုမျိုးပေါ့နော်ခုနပြောရင်းနဲ့ဖုန်းကကြောင်ပြီးတော့ရက်သွားတယ်ဗီဒီယိုတစ်ခါတင်တာ3ခါ pause ဖြစ်သွားတယ်ဘယ်လိုဖြစ်လဲတော့မသိဘူးဟို TikTok သုံးနေကြမဟုတ်တော့ကွာသိလားပုံမှန်ဗီဒီယိုပဲရိုက်တာဆိုတော့ TikTok သုံးနေကြမဟုတ်တော့နည်းနည်းလေးကြောင်သွားတယ်အဲ့ဒါခုနပြောတာဘေးရောက်သွားလဲဆိုအဲ့လိုပေါ့နော်ဒီနိုင်ငံမှာ appreciation တွေပါတယ်အရေးကြီးတယ်ပေါ့နော်အဲ့လိုကိုကသူကလေကိုဂယိုတစ်ဆိုင်ကိုလာပြောတာနော်အဲ့လိုမျိုးလာပြောတယ်အဲ့တော့ပြီးတော့ခုနပြောသလိုပဲပြီးသွားတဲ့ခါမှာလည်းပြီးသွားတဲ့ခါဆိုအဲ့လိုအခန်းထဲကထွက်လာတဲ့ခါပေါ့နော် patient research တွေရောက်သွားတယ် research ဆိုတာအသက်အရေးပေါ်အသက်ကဲကန်းလို့ပြောရမလား resuscitation ပေါ့နော်အဲ့ဒီကပြန်ထွက်လာတဲ့ခါမှာလည်းရှင်မလေးဆိုသူစီကိုတကူတကတော့လူကိုယ်တိုင်အဲ့လိုမျိုးတိတိကျကျ respect နေပေါ့နော်ပြောချင်တာသွားပြီးတော့ဟိုကျေးဇူးတင်ပါတယ်ပေါ့နော်နင်ငါ့ကိုလာပြောလို့ပေါ့နော်ပြောချင်တာကလေသိလားဒီလူနာတစ်ခုခုဖြစ်သွားကြည့်ကွာသိလားခုနပြောလို့ပေါ့နော်10နာရီခွဲမှာ refer လုပ်လိုက်တယ်ပေါ့နော် medical refer လုပ်လိုက်တယ်ဒါပေမဲ့12နာရီကျော်လောက်ထိခွဲလောက်ထိဟိုဘက်ကဆရာမလည်းရောက်မလာဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါကိုမှသိလားဟိုသွားပြီး blame လို့တော့မရဘူးကွာသိလားနေဘာလို့လာမကြည့်တာလဲလို့ဘာလို့သွား blame လို့တော့မရဘူးပေါ့နော်သိလား
ပြောချင်တာသူလည်းသူ့အလုံးနဲ့သူရှုံနေမှာကွာဒီလားသူ့အလုံးနဲ့သူရှိနေမှာပေါ့နော်ကိုကလည်းခုနပြောဒီလူနာတယောက်တည်းပဲတနေကုန်ကြည့်နေမှာမဟုတ်တာဒီလားပြီးတာနဲ့အခြားလူနာလိုက်ကြည့်ဆိုတော့အဲ့လိုမျိုးပေါ့နော်ပြောချင်တာတကူများဖြစ်သွားလို့ကတော့လေကိုလည်းဒုက္ခရောက်မယ်တစ်ဖက်ကဆရာအောင်လည်းဒုက္ခရောက်နိုင်တယ်ပို့ဆိုတာကကျင်းမလေးနာမည်နဲ့ထည့်ထားတာကွာခုနပြောလို့ပေါ့နော်ဒီလူနာရဲ့အစအဆုံးကိုကတောင်းဝင်ယူပါမယ်ဆိုတဲ့သဘောမျိုးပေါ့နော်လို့ဒီလူနာစီးအောင်စားရောက်လာပြီဆိုတာလည်းလို့ history ပေါ့နော် history မေးတာစားအစအဆုံးကိုကပဲလောက်ပါတာကွာဒီလားကိုနာမည်ထည့်ထားတယ်အဲ့မှာနေဘာတွေရိုက်ချင်တယ်ဓမတ်ရိုက်ချင်လား CT ရိုက်ချင်လားဒီလားဒီဘာလုပ်ချင်လဲအဲ့ဒါဆိုတော့ကိုနာမည်နဲ့ပဲကိုတင်ရတယ်အဲ့တော့မှကိုကမသိနာမလဲတာမျိုးဆိုရင် consultant နဲ့တော့ discuss လုပ်ခွင့်ရှိတယ်ပေါ့နော်ဒီနိုင်ငံရဲ့ health system အဲ့လိုမျိုးသွားတာပေါ့နော်အဓိက A&E ပေါ့နော် emergency မှာအဲ့လိုမျိုးသွားတာဆိုတော့ငါပြောသလိုတကူများဖြစ်သွားကြည့်သေးလားဒုက္ခရောက်မှန်းတယ်ဒုက္ခရောက်မဲ့တော့ကိုပေါ့နော်အဲ့တော့ခုနပြောတော့သူကတတိချာချာအရေးတွေကိုကိုလာပြောတာပေါ့နော်သူနာပြုဆရာမလေးကလည်းကိုတတိချာချာသိလားဆရာမလေးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးပါဟဲ့နင်းလူနာဘာဖြစ်နေတာမသိဘူးပေါ့နော်သွားကြည့်အောင်ပေါ့နော်သူကအလုံးကကွန်ဆန်ဖြစ်တဲ့ပုံစံနဲ့ဒါပြောတာပေါ့နော်အဲ့ဒါကလည်းခုနပြောတဲ့ဗီဒီယိုမှာပြတ်သွားတော့ဘယ်လိုမျိုးလဲဆိုဆရာမလေးပြောချင်တာကကွာသိလားလူတွေကငါတော့မဟုတ်ဘူးပါသိလားပြောချင်တာဘာလဲဆိုတော့ဥမာတစ်ခါလေးကျရင်စကားပြောလိုက်ပေမဲ့သိတယ်မလားပြောတော့ပြောလိုက်တယ်ဒါပေမဲ့တစ်ဖက်သူမကြောက်အောင်ပြောတာမျိုးလည်းရှိတယ်သိတယ်မလားဒါမျိုးတွေကလူတွေမှာအများကြီးရှိတယ်ကွာသိလားစကားပြောလိုက်တယ်ဒါပေမဲ့တစ်ဖက်သူမကြောက်အောင်ပြောတယ်နားမလည်အောင်ပြောတယ်ဒီအဲ့လိုမျိုးတွေအများကြီးရှိပါတယ်တကယ်လို့မြောက်ဦးနာပြောသလိုပေါ့နော်သူနဲ့ကိုနဲ့ဒီ interconnection နဲ့ relationship တွေကအရေးကြီးတယ်အကြောင်းလေးစေရုံတွေမှာ team work ဆိုတာအရင်အရေးကြီးတယ်ဒီလားဒီနိုင်ငံမှာအထူးသဖြင့်ပေါ့နော်လို့အရင်အရေးကြီးတယ်emergency လူနာမျိုးမှာပို့ပြီးကြီးတယ်ပေါ့နော်အဲ့လိုမျိုးခုနကပြောသူသားကိုကြီးမရရှိသေးလားကြီးမရဟူထားပါတော့အဲ့လိုမျိုးပေါ့နော်သိတယ်မလားပြောတော့ပြောလိုက်တယ်ဒါမဲ့သိမလားဒါရက်လည်းမပြောသိရမလားကြားတယ်လို့မကြားတယ်လို့နေကြားခြင်းနေမကြားခြင်းနေပုံစံမျိုးနဲ့ပြောတယ်ဆိုကိုကလည်းသိတယ်မလား concern ဆိုတာကသိတယ်မလားအဲ့လောက်ထိရေးကြီးမှမဟုတ်ပါဘူးခုနကပြောလူနာကလည်း green zone မှာကွာတဲ့ green zone မှာထားထားတဲ့လူနာဆိုကိုကလည်းအဲ့လိုတွေးမှသိမလားအဲ့ဒါဆိုတော့အဲ့လောက်ထိရေးကြီးမှမဟုတ်ပါဘူးဆိုကိုကလည်းအခြားလူနာကိုသွားခြင်းနေမှာသိတယ်မလားပြောချင်တာလေနောက်ပြောတော့တခုဖြစ်သွားရင်သူလဲဆိုင်တာဘဲဆိုတာ tab ပေါ့နော် mostly ဒီနိုင်ငံမှာတော့သိရမလားတရားဆွဲတယ်တခုဆိုတရားဆွဲတာတွေအရင် common ဖြစ်တယ်လေသိရမလားအဲ့တော့ main လေးကကြီးတဲ့ဆရာဝန်ကတရားဆွဲခံမှာပေါ့နော်အဲ့တော့ခုနပြောတော့ပေါ့ကိုယ့်ကိုယ်သာကြည့်မရကြည့်သေးလားသူကသိလားပြောချင်တာလေအဲ့တော့သိလားလုံးဝတော့အဲ့ကြောင့်ပြီးသွားတဲ့ခါမှာကိုကတူသွားပြီးကျေးဇူးတင်စကားပြောတာနဲ့ငါ့ကိုအဲ့လိုဂရုတစိုက်ပေါ့နော်လာပြောပြတာကျေးဇူးတင်တဲ့ patient မိသွားတယ်လို့သိလားကိုကအဲ့လိုပေါ့နော်အဲ့ဟိုသိမလားလုံးဝ respect နဲ့ပြောတာသွားပြီးသိမလားငါဆရာဝန်ပဲဆိုတာမျိုးကအဲ့လိုထင်းမောနဲ့လောလောရတဲ့နေရာမျိုးတပြေးနဲ့ဆင်းမလေးလည်း realize ဖြစ်လာတာပေါ့နော်အဲ့ထင်းမောနဲ့လောလောရတဲ့နေရာမျိုးမှာက mostly ကအတော့မဝင်ဘူးအဲ့လိုအသုံးဝင်တာတဲ့အဲ့လိုပေါ့နော်လူတွေကသိရမလားဒါချောက်ချချင်တာတို့သိရမလားဒါမျိုးတွေနေရာတိုင်းရှိတယ်ကွာသိလားဟဲ့နေလူနာကြည့်တာပဲဆိုပြောလို့တော့မရဘူးပြောချင်တာဒါတွေကအလုံးခွင်ထဲမှာနေရာတိုင်းရှိတယ်ကွာသိမလားကိုယ်ချောက်ချချင်တာမျိုးကိုယ်ပေါ်မှာမဟုတ်တာကြမ်းစီချင်တာမျိုးအများကြီးရှိတယ်ကွာသိလားပြောချင်တာအဲ့အကြောင်းလေးတွေပြနာလေးလာအဲ့လိုကိုက real self ဖြစ်ဖို့လဲလိုတယ်ပေါ့နော်ဒါလူတွေနဲ့ဒီ connection ကောင်းနေဆိုတဲ့နေရာမှာလို့ကိုက fake လုပ်နေရင်လည်း fake ဖြစ်သွားမှာပါသိရမလားဟို fake လုပ်နေရင်လည်းဖိတ်ဖြစ်သွားမှာပြီးတော့လူတွေကငတုံးမဟုတ်ဘူးပေါ့နော်အဲ့ဒီစကားပြောချင်တာပေါ့နော်တကယ်ကောင်းတယ်ဆိုလဲလူတွေကသိတယ်ပေါ့နော်ကိုဖိတ်လုံနေဆိုတာလဲသူတို့သိငတုံးမဟုတ်ဘူးပေါ့နော်အဲ့တော့တန်းနိုင်တယ်များလို့စင်မလေးဆိုလဲ real set ဖြစ်အောင်နေတယ်ပေါ့နော်ဥမာမကျင်းတဲ့ဘူးဆိုလဲမကျင်းတဲ့ဘူးဆိုတဲ့အကြောင်းပြောတယ်သိလားအခုဆိုလဲအဲ့လိုမျိုးပေါ့နော်သူကကိုလာပြောတယ်အချိန်မှာကိုကလည်းသွားကြည့်လိုက်တယ်ပေါ့နော်သိလားအမှလည်းသိရမလားခုနကပြောသလိုလူနာကိုတွေက green zone မှာကွာတဲ့ green zone မှာဖြစ်တဲ့ခါကျတော့အရင်မကြည့်ပါဘူးဆိုပြီးကိုလှည့်တော့ပါလို့လဲရတယ်ပေါ့နော်ရတယ်ဆိုတာကဘယ်လိုပြောမလဲအခြားလူနာတွေလည်းကြည့်နေအောင်ဒီအချိန်မှာချိန်မှာလေးလက်မှာလူနာ3-4ယောက်လောက်ရှိတယ်ကွာသိလား ongoing နော် ongoing 3-4ယောက်လောက်ရှိတယ်အဲ့တော့အလုပ်ရှုပ်နေရကွာသိလားပြီးတော့ခုနပြောသလိုတစ်ခါကလူနာလည်းဆေးရှောင်းအတက်ရောခါတယ်ပေါ့နော်အဲ့တော့အများကြီးဖြစ်နေရပါသေးတယ်ပြောချင်တာ night duty မှာတယောက်တည်းအဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့ခုနပြောသလိုပေါ့နော်အေးငါနောက်မှလာကြည့်မယ်ဆိုလဲသိတယ်မလားအဲ့လိုပေါ့နော်သူပြောချင်မှာကိုကလည်းသွားကြည့်လိုက်တော့ပြီးသွားတာပေါ့နော်အဲ့ဒါနဲ့ကွန်ဆာထဲမှာရောက်ချလာပြီးမနော် IT က team နေရလို့လေအကုန်လုံးရောက်ချလာပြီးတော့အဲ့နဲ့နောက်နေ့လဲကြာကွန်ဆာတန်ကိုလာပြောတော့အတန်တိုးနေတာမသိဘူးညရောက်နေတော့လေဘေးကန်းနေအိတ်နေမှာဆိုလို့အဲ့နဲ့နောက်နေ့လဲကြာကွန်ဆာတန်ကိုလာပြောတာပေါ့နော်နင်းလူနာအဆင်ပြေသွားပြီအများကြီးတိုးတက်သွားပြီးတော့ improve ပေါ့နော်အများကြီးဖြစ်သွားပြီနင်းလူနာအခြေအနေကောင်းသွားပြီပေါ့နော်သူကအဲ့လိုကိုလာပြောတာပေါ့နော်dialysis ဆိုတာကြောက်ကက်ဆေးလိုက်ရတယ်ပေါ့နော်ကြောက်ကက်ဆေးလိုက်ရပြီးနင်းလူနာအခြေအနေကောင်းသွားတယ်ပေါ့တော့ကိုပြောတဲ့ပုံ inform လုပ်တယ်အဲ့ကြောင့်ဒီမှာအဲ့လိုမျိုးပါသေးလားခုဆိုလဲဘယ်လိုပြောမလဲငါ consultant မယ်သေးမလားနင်းကပြောစရာမလိုပါဘူးလို့တွေးတဲ့လူလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုသူကလည်းကိုအဲ့လိုမျိုးလာပြောတော့ကိုလည်းဝန်တောင်းသွားတာပါဒီမှာကိုလူနာပေါ့နော်ဟောအခြေအနေအများကြီးကောင်းသွားပြီသိမလား
နော်အချင်းအများကြီးကောင်းသွားပြီကြောက်ကတွေပါစီလိုက်ရတယ်ဆိုတော့ဟောကိုကလည်းဝမ်းသာသွားတာပါသိလားအဲ့လိုမျိုးအဲ့ချိန်မှာဝမ်းသာတဲ့ PT ကလည်းဘာနဲ့မှမတူဘူးကွာသိလားအဲ့တော့ဒီ hacker ကျမရေဝန်ထမ်းဆိုတာဒီဆရာဝန်သူနာပြမမဟုတ်ဘူးเนาะအဲ့လိုကိုနာလေးတွေပေါ်ရတော့နောက်အချိန်ကျရင်ပြပြပြီးအများကြီးပါတယ်ကွာသိလားဒီကျမရေနဲ့ပဲမှာလေပတ်ဖို့ဆေးရုံတွေလေပတ်ဖို့ဆိုတာအများကြီးလူတွေအများကြီးပါတယ်ပေါ့နော်ဆရာဝန်သူနာပြုပဲရေးကြည့်တာမဟုတ်ဘူးဆရာဝန်လေးပဲရေးကြည့်တာမဟုတ်ဘူးပေါ့နော်အဲ့လိုကိုရဲ့ point ကတော့အဲ့လိုမြင်နေပေါ့နော်အဲ့လိုမျိုးကိုဆိုလဲကွန်ဆာတန်ကိုအရေးတွေကိုပြောပြရကွာသိလားအဲ့ခါကျမှကိုကလည်းဝမ်းသာသွားတယ်အဲ့လိုတော့ငါအထူးကိုပဲဆိုနေလို့တော့ရတာပေါ့နော်သူဟာလိုမျိုးမနေဘူးကိုအရေးတွေကိုပြောပြခါကျကိုကလည်းဝမ်းသာသွားတယ်ကွာသိလားအဲ့လိုမျိုးပေါ့နော်တယောက်နဲ့တယောက် connection တွေကအဲ့လိုမျိုးဒါဆီမလေး realize ဖြစ်သွားတဲ့အရာပေါ့နော်ဟုတ်တယ်လို့ဒီ teamwork ဆိုတာအရေးပါတယ်ပေါ့နော်အဲ့လိုနားလည်သွားတာပေါ့နော်အဲ့ဒီတစ်ချက်လာ share ပေးတာပေါ့နော်အဲ့လိုမျိုးအဲ့လိုပြောတော့ကိုယ်နိုင်ငံမှာဆိုတော့မြန်မာနိုင်ငံမှာတော့လည်းမကောင်းတာတော့မဟုတ်ဘူးသိရမလားဘယ်လိုပြောမလဲဟိုတနေရာနဲ့တနေရာကွာတယ်ပေါ့နော်ခုနပြောသလိုဒီမှာကတခုခုဆိုတော့တရားဆွဲမယ်ဒီမလားလို့ရောချေးတောင်းမယ်ဒါတွေအရန်နဲ့မေကြီးရေကွာအရန်နဲ့မေကြီးရေဆိုတာတဲ့ most အရန် common ဖြစ်တယ်ပေါ့နော် common ဖြစ်တဲ့ခါကျတော့အဲ့တော့ကိုယ့်လောက်ကိုအဲ့လိုတိကျကျလောက်ရတယ်ပြီးတော့ခုနပြောသလိုပေါ့နော်အဲ့လိုတနက်နေမြ fake ဆိုတာအထက်အဲ့လိုကိုယ်ကအမြင်နဲ့မှာဆင်မလေးဆိုတာအမြင်နဲ့ fake ဆိုတဲ့စကားလုံးကြီးကိုလည်းမကြိုက်ဘူးသိလားအဲ့လို fake လုပ်ရတာလည်းမကြိုက်ဘူးတနက်နေမြ real self နေပေါ့နော် real self နဲ့နေအဲ့လိုပိုစင်ပြေတယ်ပေါ့လူတွေကအသိအမလား real self နဲ့နေနေ real self မှာကိုယ်ကစိတ်ကောင်းစေတနာထားရတယ်ဒီလား real self ဆိုလူတွေကပတ်ဆဲနေလို့တော့မရဘူးပေါ့နော် real self မှာလို့စိတ်ကောင်းစေတနာထားတယ်လူတွေကိုတကယ်စိတ်ကောင်းစေတနာထားတယ်ဆိုတာတံမြန်တန်းရောက်မှုပေါ့နော်အလုပ်တိုင်းမှာတံမြန်တန်းရောက်မှုရှိတယ်လို့ကိုကတော့ခံယူတယ်ပေါ့နော်ပြီးတော့ risk လည်းကြီးတယ်ဒီလားနော်ကျမရဲ့ဝန်ထမ်းဆိုတော့မျိုးက risk ကြီးတယ်လူတွေအတက်နေပို့ဆိုတာအခုဆို emergency မှာလောက်ရတာဆိုပို့လို့တော့ risk ကကြီးသေးသီလားအဲ့လိုပေါ့နော်အဲကြောင့်အခုဆိုလေ stress များလားမေးရင်လေသီလား stress များတယ်လို့မဖြေတာတော့မဟုတ်ကိုယ့်ကိုယ်ဆိုအဲ့လိုပေါ့နော် stress များတယ်လို့တော့သိပြောတာမလုပ်ဘူးကွာသီလားမတွေးကွာသီလားဘာကြောင့်လဲဆိုတော့လို့ stress များတယ်လို့တွေးလိုက်ရင်လေဟို stress တက်သွားသီလားအဲကြောင့် stress များတယ်လို့မတွေးဘူးဒါပေမဲ့ responsibility ကြီးတယ်လို့တော့ခံယူတယ်ပေါ့နော်ဒါ responsibility ပေါ့နော် okayဘယ်လိုပြောမလဲတာဝန်ဝတ္တရားအဲ့လိုမျိုးပေါ့နော်responsible ဖြစ်ရမှုတော့ပြောသလိုပေါ့နော်အခြားလူနာတယောက်ကို jam လုပ်သွားတယ်ဒီလူနာကကြည့်ပြီးသွားပြီဆိုပြီးထားခဲ့လို့တော့မရဘူးအဲ့လိုမျိုးပေါ့နော် responsibility ကြီးတယ်ပေါ့နော်အဲ့လိုမျိုးတော့ခံယူတယ်ပေါ့နော်အဲ့ဒါကြောင့် stress များတယ်ဆိုတဲ့စကားလုံးတော့တိတ်မသုံးဘူးပေါ့နော် stress များတယ်ဆိုရင် stress ကြီးသွားအောင်အဲ့ကြောင့် responsibility ကြီးတယ်ပေါ့နော်အဲ့လိုမျိုးတွေတော့ရှိတယ် risky လည်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ပေါ့ဒါတလုံးမှာဒီမှာအလုပ်လုပ်နေတာဆိုတော့ sharing ပေါ့နော် sharing လုပ်တဲ့သဘောပါပဲဒါကိုရဲ့ one of the experience လေးကနေကိုယ်တိုင်နဲ့ land လုပ်လိုက်ရတာလေးတွေရှိတယ်အခုဒါလေးကိုလည်းကြားပြီးတော့ဒီ video လေးလည်းကြားပြီးတော့ဒီလိုမျိုးလေးရှိပါလားပေါ့နော်ကြားဖို့ရုံပေါ့နော်ဒေတာကို share လုပ်တဲ့သဘောပဲဒေတာအဲ့တော့မှဒေတာဟဲ့ဒီနိုင်ငံကတော့ဘယ်လိုနိုင်ငံအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ခုနပြောငါဒီမှာလှုပ်ရတဲ့ခါမှာငါရဲ့ experience ဒါမျိုးလေးရလိုက်တယ်ငါဒါမျိုးလေး share လုပ်ပေးခြင်းတယ်ဒီလိုမျိုးလေးပေါ့နော်ဒါမျိုးလေးလာ share လုပ်ပေးတာပါလို့ video လေးကတော့နည်းနည်းရှင်းသွားမယ်ထင်ပါတယ်လို့ okay ပါအဲ့ဆိုရင်နောက်တဲ့ video တွေမှာပြန်တွေ့ကြဖို့အတွက် like and follow subscribe လေးလုပ်ပေးသွားကြပါအောင်နော်အဲ့ဆိုအားလုံးတော့တတ်တာပါ bye bye